ဒရမာမျိုးစုံစိတ်လှုပ်ရှားကြတွေအပြည့်နဲ့စောင့်ကြိုနေတဲ့ဂျိုဆေးမော်ရင်ဟိုရဲ့ဒုတိယအကြိမ်အိမ်ပြန်ခရီးရဲ့ဒါပထမဆုံးတိုက်ပွဲစတင်ပါပြီအားလုံးပဲမင်္ဂလာပါအဖွင့်ပွဲဆိုတာဗျာပွဲစဉ်1ကနေပြီးတော့စကစားရတာအားလုံးသိကြတဲ့အတိုင်းပဲဒါပေမဲ့ကျွန်တော်တို့ Real Madrid အသင်းကတော့ La Liga အဖွင့်ပွဲစဉ်ကိုဒါပွဲစဉ်2ကနေပြီးတော့စပြီးတော့ကစားရမယ်ပွဲစဉ်2ပြီးတော့မှပွဲစဉ်1ကိုကျွန်တော်တို့ကဒါလက်ကျန်ပွဲဖြစ်နေရှင်ပြိုင်ကစားရမှာဖြစ်တယ်ကမ္ဘာဖလားပြိုင်ပွဲမှာဒါပြင်သစ်စပိန်အင်္ဂလန်ပေါ့နော်ဒီ3သင်းမှာရှိတဲ့ Real Madrid ကစားသမားတွေကဒါ semi final တတိယနေရာလူပွဲ final စတာတွေကိုရှင်ပြိုင်ကစားခဲ့ရတယ်ဒါကြောင့်မို့လို့ La Liga ဘောလုံးအဖွဲ့ချုပ်ကနေပြီးတော့ဒီကစားသမားတွေနားရက်ပို့ပြီးတော့ရစေဖို့အတွက်ကိုဒီပွဲစဉ်1ကိုပွဲချန်အဖြစ်နဲ့နောက်ဆုတ်စေခဲ့ပြီးတော့ပွဲစဉ်2ကနေပြီးတော့အဖွင့်ပွဲစကစားဖို့ခွင့်ပြုပေးခဲ့တယ်ဒါကြောင့်မို့လို့ Real Madrid အသင်းရဲ့ La Liga အင်ကွင်းအဖွင့်ပွဲစဉ်ဖြစ်တဲ့ဒါ Sociedad နဲ့ပွဲရကျွန်တော်တို့နောက်ဆုတ်ခဲ့ရပြီးတော့ဒီအဝေးကွင်းပွဲစဉ်နဲ့ကျွန်တော်တို့စပြီးတော့အဖွင့်ပွဲကစားရမယ် Espanyol အသင်းရဲ့ကွင်းကိုသွားပြီးတော့ကျွန်တော်တို့ရှင်ပြိုင်ကစားရမှာ Real Madrid အသင်းက Espanyol နဲ့အဝေးကွင်းသွားကစားပြီးပြီဆိုကျွန်တော်တို့ Sociedad နဲ့ဒါအိမ်ကွင်းဘာနေပြီးမှကစားရမယ်ပြီးသွားပြီဆို Malaga နဲ့ဆက်ပြီးတော့ရှင်ပြိုင်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ Madrid ကဒါတစ်ပတ်အတွင်းမှာ3ပွဲစတိုက်နှွှဲရမှာဖြစ်တယ်တစ်ပတ်အတွင်းမှာ3ပွဲဆိုတော့ဗျာထုံးစံအတိုင်းပါပဲပွဲချက်ကတော့ဒါအရင်ချောင်းတယ်လို့တော့ပြောလို့မရဘူးလာလီဂါဆိုတာဗျာဒါတာဝေးပြိုင်ပွဲသဘောမျိုးပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကလိုအပ်တဲ့အမှတ်တွေအကုန်လုံးကိုဒီလိုမျိုးပွဲလေးမှာအလေလွင့်မရှိအောင်ကျွန်တော်တို့စုဆောင်းနိုင်ဖို့လိုတယ်ပွဲစဉ်1ကနေပြီးတော့38အတွင်းမှာအမှားအနည်းဆုံးနဲ့ကျွန်တော်တို့ဖြည်းဖြည်းမှန်မှန်လေးနဲ့ရှေ့ဆက်သွားနိုင်မှာဒါ2နှစ်ဆက်ဝေးกว่าနေတဲ့လာလီဂါဖလားကိုပြန်ပြီးတော့စိန်ခေါ်နိုင်ဖို့ရှိတယ်ပြီးခဲ့တဲ့ရာသီကတော့အားလုံးသိကြတဲ့အတိုင်းပဲအစာပိုင်းမှာအဆင်ပြေပေမဲ့ကျွန်တော်တို့နောက်ပိုင်းကာလတွေမှာလုံးဝအဆင်မပြေလွဲကြော်မှုတွေများစွာကြုံတွေ့ခဲ့ရပြီးတော့လာလီဂါဖလားကိုကျွန်တော်လက်လွတ်ခဲ့ရတယ်။2နှစ်ဆက်ဝေးกว่าနေတဲ့လာလီဂါဖလားကိုဒီနှစ်မှာရောပြန်ပြီးတော့စိန်ခေါ်နိုင်မှုရှိလား brother တို့ကဘယ်လိုမြင်လား system အသစ်နီးပြအသစ်နဲ့ဒါလာလီဂါအဖွင့်ပွဲကိုစပြီးတော့ကစားရတော့မယ်ပေါ့နော်။အဲ့တော့ဂျိုဆေးမော်ရင်ဟိုကဒါသူ့ရဲ့ idea တွေက up to date ဖြစ်သေးရဲ့လား။နောက်ပြီးတော့ဒီကွေးလေရဲ့ပြဿနာကိုဂျိုဆေးမော်ရင်ကိုဘယ်လိုဖြေရှင်းမလဲပေါ့နော်။အဲ့တော့ကျွန်တော်တို့ရာသီကြိုပြင်ဆင်မှုတွေကိုပြန်ပြီးတော့တစ်ချက်ကြည့်မယ်ဆိုရင် Real Madrid အသင်းကကွင်းလဲအထိုင်နေရာမှာဒါ Bernardo Silva နဲ့ Fede Valverde ဒါမှမဟုတ် Bernardo Silva နဲ့ Tchouaméni ကိုအဓိကထားပြီးတော့တွဲသုံးသွားဖို့ရှိနေ။ Jean Diomande လိုကစားသမားမျိုးလည်းကျွန်တော်ညာတောင်မှန်မှာတွေ့ရဖို့ရှိတယ်ပေါ့နော်အဲ့တော့ Real Madrid အသင်းရဲ့ La Liga ပွဲစဉ်အဖွင့်ပွဲစဉ်ကတော့ကျွန်တော်တို့ Madrid fan တွေပွဲလဲငတ်နေတာကြာပြီခြေစမ်းပွဲဆိုတော့အတီးယူလို့မရဘူးအဲ့တော့တကယ် Real Madrid အသင်းရဲ့ပြောင်းလဲမှုတွေဘယ်နေရာတွေမှာတိုးတက်လာလဲဘယ်နေရာတွေမှာအားနည်းချက်ရှိနေသေးလဲဆိုတဲ့အချက်လက်တွေကိုကျွန်တော်တို့သိနိုင်ဖို့အတွက်ကဒီလို La Liga ပွဲစဉ်1ကနေစပြီးတော့စောင့်ကြည့်မှသာလေဒါ Real Madrid အသင်းဒီနှစ်မှာဘယ်ပြိုင်ပွဲတွေမှာဘယ်လောက်ထိခရီးပေါက်နိုင်မလဲဆိုတော့ကျွန်တော်တို့သိနိုင်မှာဖြစ်အသစ်ခေါ်ယူထားတဲ့ကစားသမားတွေဖြစ်တဲ့ Konate, Cucurella, Jean Diomande, Carlos SP, Bernardo Silva တို့တွေကနေပြီးတော့ဘယ်နှစ်ယောက်မနေ့ဖြန်မှာပွဲထွက်ကစားခွင့်ရမယ်လို့ထင်လေကူကူရဲလာကဘယ်နောက်ခံလူနေရာမှာပွဲထွက်ခွင့်ရတော့မလားဒါကိုကျွန်တော်တို့တစ်ချက်စောင့်နီးပြမော်ရီဟိုကတဲ့ကူကူရဲလာရဲ့ဂျူဘယ်လင်ကန်ရဲ့ကီလီယန်အမ်ဘာပေရဲ့ Vinicius Junior ရဲ့ Jean Diomande ရဲ့ဒီကစားသမားတွေကပေါ့နော်သူ့အတွက်ကိုအထိခံလို့မရတဲ့ကစားသမားကျန်တဲ့ကစားသမားတွေဒီဒါပွဲထွက်နေရာအတွက်ကိုသူတို့တိုက်ပွဲဝင်ရဖို့ရှိတယ်ဦးနာရှိမှ mention လုပ်ခဲ့တဲ့ကစားသမားတွေကတော့ပွဲထွက်ခွင့်အာမခံချက်များတယ်ပေါ့နော်ခိုင်တယ်ပေါ့ဗျာအဲ့လိုတော့ကျွန်တော်တွေ့ရတယ်အဲ့တော့Vinicius Junior ကရောစာချုပ်အသစ်လည်းချုပ်ပြီးသွားပြီဒီထက်ပိုပြီးတော့အရင်နှစ်ကထက်ပိုပြီးတည်ငြိမ်ရင့်ကျက်လာမလားကျွန်တော်တစ်ချက်ကြည့်ရမယ်ဗျာ Vini ဆိုတာ2024ပေါ့နော်23-24ဘောလုံးရာသီနောက်ပိုင်းတည်းကကျွန်တော်တို့ Vinicius Junior ကိုတိတ်အားမရတော့ဘူးဗျာအဲ့တော့Vini ရောဘယ်လိုတွေပြောင်းလဲလာမလဲတစ်ချက်တော့စောင့်ကြည့်ရမယ်လက်ရှိမှာတော့ဆရာကြီးအားဒါကျွန်တော်တို့သိတဲ့အတိုင်းပဲမျက်နှာလည်းခွဲစိတ်ထားပြီးသွားပြီစောက်ချောကြီးလည်းဖြစ်သွားပြီအဲ့တော့ Vinicius Junior ဘာတွေလုပ်ပြနိုင်မလဲပေါ့နော်အဲ့တော့လာလီဂါအဖွင့်ပွဲစဉ်ကတော့စပါပြီညီကိုတို့ရောကျွန်တော်တို့ရဲ့ဒါနှလုံးသားတွေက Real Madrid ကိုဘယ်လိုရလက်မျိုးနဲ့ဒါခံမှန်းတာလဲအဖွင့်ပွဲစဉ်မှာရလက်ကောင်းမယ်လို့ထင်လားဘယ်သူတွေကိုသွင်းမယ်လို့ထင်လဲကျွန်တော်နဲ့အတူတစ်ချက်လောက်ဆွေးနွေးပေးခဲ့ကြပါဦးကျွန်တော်ကတော့ Barney View Daily မြန်မာကိုထုံးမဲ့ဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ channel လေးတွေကို subscribe လုပ်ပေးခဲ့ပါအောင် Facebook TikTok နဲ့ YouTube သုံးနေရာလုံးမှာကျွန်တော်ရှိပါမယ်အားလုံးကျေးဇူးတင်ပါတယ်မနက်ဖြန်ပွဲပြီးပြီဆိုရင်ကျွန်တော်တို့ပွဲပြီး review နဲ့ပြန်ပြီးတော့ဆုံမှာဖြစ်ပါတယ်